okay ခုညီလေးနဲ့ကျွန်တော်ကညီလေးဖက်က line အဆင်မပြေတဲ့အတွက်ကြောင့် video call ခေါ်လို့မရဘူးဆိုတော့ဒီ video ကိုရအောင်ကျွန်တော်တို့ကြည့်ပြီးတော့ like လုပ်ကြည့်အောင်เนาะဆိုတော့ပထမဆုံးကเนาะ major E major ထဲမှာ do re mi fa တီးပြမယ် E minor ထဲမှာလည်း do re mi fa တီးပြမှာပေါ့เนาะဆိုတော့ဒါကိုကျွန်တော်တို့ပထမဆုံးဘယ်လိုတီးမလဲဆိုတော့8 နဲ့တီးကြည့်အောင်เนาะဒီမှာအရင်ဆုံးဟာမအောင်လုပ်တယ်เนาะဟာမအောင်လုပ်တဲ့ခါမှာတော့အတန်ထွက်ချင်မှထွက်မှာပေါ့เนาะဆိုတော့ဒါပေမဲ့ဟာမအောင်လုပ်တဲ့ခါမှာဒါတင်မထွက်သေးဘူးဒီဘက်ကဟာမအောင်လုပ်တဲ့ခါမှာတော့အတန်ထွက်ပြီเนาะဖုလောအတန်ထွက်တယ်ဖုလောအတန်ထွက်တယ်ဘောနော်ဆိုတော့ဒါအဲ့တိုင်းပဲကျွန်တော်တို့8 note နဲ့တီးမယ်เนาะ1 and 2 and 3 and 4 and 1 and 2 and 3 and 4 and 1 and 2 and 3 and 4 and ပြီးတော့ပြန်ဆုပ်မယ်နော်1 and 2 and 3 and 4 and 1 and 2 and 3 and 4 and 1 and 2 and 3 and 4 and เนาะဒါကိုကျွန်တော်ခုအနည်းဆုံးနဲ့တီးပြတဲ့အတိုင်းပဲညီလေးအားလိုက်ပြီးတော့တီးပြပါเนาะဆိုတော့ကျွန်တော်ညာဖက်လက်မပါသေးဘူးเนาะဘယ်ဖက်လက်ကိုကျွန်တော်တို့လုံးဝဟာမအောင် full up ကောင်းအောင်ကျွန်တော်တို့ဒီကာရိုအနေဖြစ်ကောင်းအောင်ကျွန်တော်လေ့ကျင့်ခန်းတွေကိုပြပြတာဖြစ်တယ်เนาะဆိုတော့ဒါကိုပုံမှန်လေးတီးမယ်ဆိုတော့နည်းနည်းများအောင်တီးမယ်ဆိုတော့ဘောနော်ဆိုတော့ minor အခုစတင်ပြန်တီးမယ်နော် minor ကြတော့ major မှာကြတော့တစ်ခွက်ချရှိတယ်နော်ဒီမှာ half step ရှိတယ် whole step whole step whole step ဒီမှာ half step ဆိုတော့ minor မှာကြတော့ half step အရင်လာတယ်နော်1 and 2 and whole step 1 and 2 and 3 and 4 and whole step 1 and 2 and 3 and 4 and 1 and 2 and 3 and 4 and 1 and 2 and 3 and 4 and 1 and 2 and เนาะဒါကကျွန်တော်တို့ဘယ်ဖက်လက်အတွက်လုံးဝထိရောက်တဲ့လေ့ကျင့်တဲ့အခန်းကဏ္ဍပေါ့เนาะဒါကိုကျွန်တော်တို့ရမယ်ဆိုတော့ဒီလက်တကြွယ်နဲ့လက်ညိုးကတော့လုံးဝ perfect ဖြစ်သွားရမယ်เนาะလုံးဝ perfect sorry လုံးဝ perfect ဖြစ်စေရမယ်เนาะဆိုတော့ဒါမိုင်းနာเนาะပြန်တီးမယ်เนาะ1 and 2 and 3 and 4 and 1 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 and 2 and 3 sorry 3 and 4 and 1 and 2 and ဒါမြန်မြန်လေးတီးပြမယ်เนาะဒါကိုအရင်ဆုံးတီးမယ်ဆိုတော့ minor ဆိုရင်တော့ဘယ်သူရဲ့ relative minor လဲဆိုတော့E minor ဆိုတော့เนาะE minor ကဘယ်သူရဲ့ relative minor လဲ G ရဲ့ relative G family ရဲ့ relative minor ဖြစ်တယ်เนาะဆိုတော့ဒါကိုထည့်ပြီးတော့စဉ်းစားပေးရမယ်ဆိုတော့ E အတွက်ဆိုရင်တော့ E အတွက်က E family တည်တဲ့တီးတဲ့ခါမှာ E major နဲ့တီးပြရမှာပေါ့เนาะဒါကိုသတိထားပေးရမယ်เนาะဒါပဲအရင်ဆုံးလေ့ကျင့်ပေးလိုက်ပါအောင်เนาะဆိုတော့နောက်တစ်ခါကျွန်တော်တို့ဘာဆက်လေ့ကျင့်မလဲဆိုတော့ဒီဘက်ဖက်လက်နဲ့ဆိုင်တဲ့ finger လေးချောင်းကိုပြန်လေ့ကျင့်ပေးမယ်အဲ့နို့နဲ့တီးပေးမယ်เนาะ metronome ကိုထောက်ပြီးတော့တီးပေးမယ်တကယ်လို့ဒါ metronome အကြောင်းနားမလည်သေးဘူးဆိုရင်တော့ tempo အကြောင်း8 note ဘယ်လိုတီးရမလဲ16 note ဘယ်လိုတီးရမလဲ
ကွာတာတော့ဘယ်လိုတည်ရမလဲဆိုတဲ့အကြောင်းတွေနားမလည်သေးဘူးဆိုရင်တော့ကျွန်တော်ကိုပြန်ပြီးတော့အချိန်ကြီးလာပြီးတော့မေးလို့ရတယ်เนาะကျွန်တော်အကုန်လုံးရှင်းပြပေးမယ်เนาะဒါကျွန်တော်တို့နဲ့ညီလေးနဲ့လုံးဝပထမဆုံးအချိန်ကျွန်တော်ကပို့ပေးတဲ့ lesson ပဲဖြစ်တယ်เนาะကျန်တဲ့အကြောင်းသားတွေကြတော့ကျွန်တော်ကလုံးဝ video call ခေါ်ပြီးတော့ရှင်းပြတဲ့ခါကျတော့သူတို့ကောင်းကောင်းနားလည်နိုင်တာပေါ့เนาะဒါပေမဲ့ညီလေးကြတော့ live မကောင်းတဲ့ခါကျတော့ video ပဲပို့ပေးပါဆိုတော့ကျွန်တော် video နဲ့အတတ်နိုင်ဆုံးပြင်ပေးထားတာဖြစ်တယ်เนาะနားမလည်တဲ့ဟာတွေလည်းတီချာကိုဟာကိုပြန်ပြီးတော့မေးခွန်းထုတ်ရမယ့်ဟာတွေထုတ်ပြီးကျွန်တော်ကိုမေးလို့ရတယ်เนาะ okay အဆင်ပြေပါစေเนาะ